ဒီကနေ့ရက်ပေါင်း365ရက်ပြည့်လူတွေသတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုပြည့်စုံခြင်းပဲဖြစ်တယ်အတိတ်အချိန်သတ်မှတ်ချက်တစ်ခုပြည့်စုံသွားတာကိုပဲနေ့ဟောင်းကုန်ဆုံးသွားပြီလို့လောကလူတွေကအချိန်တစ်ခုသတ်မှတ်ထားတဲ့အခါမှာထိုသတ်မှတ်ထားတဲ့အချိန်စေ့သွားတော့နောက်ဆုံးနေ့ဆိုတာဖြစ်ပေါ်လာတာဘုန်းကြီးတို့တွေရဲ့ဘဝမှာလည်းပဲနောက်ဆုံးနေ့ဆိုတာရှိလာမှာပဲပေါ့နော်အဲ့တော့ဘယ်ရာရဲ့နောက်ဆုံးနေ့ပဲဖြစ်ဖြစ်နောက်ဆုံးနေ့တစ်ခုမှာဓမ္မအတွေးနဲ့ဓမ္မအမြင်ကိုမြင်ဖို့အရေးကြီးတာပေါ့အကျဉ်းချင်းထထနောက်ဆုံးနေ့တွေကြုံတွေ့ရစေကမူဓမ္မအတွေးမတွေးမိတဲ့ပုဂ္ဂိုလ်ဟာပျော်စရာလို့ပဲယူကောင်းယူကြလိမ့်မယ်ဒီကမ္ဘာလုံးမှာလိုက်ကြည့်မယ်နေ့ဖြင့်ကဆိုလို့ရှိရင်အားလုံးက Happy New Year လုပ်နေကြမှာပဲเนาะတကယ်ကတော့ဒီနေ့နောက်ဆုံးနေ့ဓမ္မအတွေးနဲ့တွေ့ကြည့်မယ်ဆိုလို့ရှိရင်သတ်မှတ်ထားတဲ့365ရက်ကြီးကုံဆုံးသွားတာအဲ့ဒီကုံဆုံးသွားမှုဟာအချိန်တစ်ခုကုံဆုံးသွားမှုလို့ဆိုပေမဲ့လို့အချိန်ဒီသူ့ကသူကုံဆုံးသွားတာမဟုတ်ဘူးဘုန်းကြီးတို့တွေစီကဘာတွေယူသွားတုံးဆိုနုပြိုမှုတွေပါသွားပြီခန္ဓာကိုယ်ရဲ့နုပြိုမှုတွေဒီနှစ်ကုံဆုံးခြင်းနဲ့တကွအတူတကွပါပြီးတော့သွားတယ်လို့ဒီလိုပြောတာနော်အသက်တစ်နှစ်ကြီးသွားတယ်ဆိုတာကိုယ့်ရဲ့နုပြိုမှုတွေကုံဆုံးသွားခြင်းပဲလို့ဒီလိုပြောဒီလိုနဲ့ပဲတစားတစားနဲ့ကုံဆုံးပြီးတော့ဘဝတစ်ခုဆုံးသက်သွားကြတာပေါ့မြတ်စွာဘုရားကိုယ်တိုင်ကအမတ်တမဲ့မနေဖို့ဆိုပြီးတော့ယဟန်တော်တွေကိုဆုံးမလေးရှိတို့သုတ်တန်လေးမှာမြတ်စွာဘုရားဆုံးမထားတာလေးတွေအဲ့ဒီဆုံးမထားတဲ့အဆုံးမစကားလေးတွေကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်ဆိုရင်လောကကြီးရဲ့ဓမ္မတာအရာအစရှိရင်အဆုံးရှိအဲ့တော့လာတိုင်းကိုယ့်အတွက်မှာထူးမခြားနာဖြစ်မနေဖို့ဓမ္မအတွေးတွေနဲ့တွေးပြီးတော့တန်ဝေကစိတ်ကလေးတွေဖြစ်ပွားဖို့ဒါအရေးကြီးတာပေါ့နော်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောတယ်ကိုရောမြတ်ရဲ့လက်သေးပေါ်မှာမြေမုံကလေးတင်ပြီးတော့ဟာဒီမြေမုံလေးအတိုင်းတာလောက်တောင်မှပဲအကြောင်းတရားတွေကဖန်တီးထားတဲ့သင်္ခါရတရားမြဲတယ်ဆိုတာမရှိပါဘူးတဲ့ဒီမြေမုံလေးပမာဏလောက်တောင်မြဲတာမရှိဘူးဒီမြဲတာမရှိသည့်အတွက်ကြောင့်ဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောအကျင့်ဒုက္ခတွေအဆုံးသတ်ဖို့မြတ်သောအကျင့်ဆိုတာလိုအပ်လာတာဖြစ်တယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မကျင့်ဘူးဆိုလို့ရှိရင်အခုလိုပဲနှစ်တည်ကုံဆုံးသွားမှာပဲအသိဉာဏ်အနေနဲ့တဏှာဝိရဲ့ဆင်းရဲဒုက္ခတွေကိုတတိထားမိမှာမဟုတ်ဘူးပေါ့ဟုတ်မြတ်သောအကျင့်ကိုချစ်တယ်လို့ဆိုတာဘာပြောတာတော့တတိထားပြီးတော့တံဝေကဉာဏ်ဖြစ်ပွားတာကအစအမှန်မြင်ပြီးတော့မမြဲတဲ့သဘောတရားတွေကိုဆင်ញင်နိုင်ဖို့မြတ်စွာဘုရားကဟောတာမမြဲတဲ့သဘောဆင်ញင်စဉ်းစားနိုင်မှသာလျှင်ဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ဝိပဿနာဉာဏ်ဖြစ်မှမဉဏ်ဆိုတာဖြစ်လာနိုင်တယ်ဝိပဿနာဉာဏ်လားဝိပဿနာဉာဏ်မဖြစ်ဘူးဆိုတာမဖြစ်ဘူးဆိုလို့ရှိရင်မဉဏ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးဝိပဿနာဉာဏ်ရင့်တန်မှမဉဏ်ဆိုတာဖြစ်တယ်အဲ့တော့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာဘာတော့ဆိုရင်ဓမ္မအတွေ့တန်ဝေကအတွေ့ဆိုတာလေးတွေတွန်းအားပေးတဲ့သဘောအနေနဲ့ရှိနေရမယ်အဲ့ဒါလို့တွန်းအားလေးနဲ့တောင်းဝိပဿနာလမ်းကြောင်းပေါ်ကိုတင်ပေးနိုင်ခြင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာ
နေအောင်ကုန်လို့နှစ်သိကူးပြီဆိုရင်တန်ဝေကဖြစ်ဖို့နေနေတာသာပျော်ဖို့ပါဖို့ပဲစဉ်းစားလာမှာပဲဒီလိုဆိုလိုတာနော်အဲ့ဒီလိုပျော်ဖို့ပါဖို့စဉ်းစားလာလို့ရှင်လွတ်ကြောင်းလမ်းစရှာတွေ့မှာမဟုတ်တော့ထွက်ပေါက်ကိုရှာလည်းမရှာတော့ထွက်ပေါက်တွေ့ကိုမရှိဘူးမရှိတော့မြတ်စွာဘုရားကဒီတန်တရားဝတ်ထဲမှာတဝဲလဲလဲဖြစ်နေရတာကိုမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဒီကရတံဒုက္ခံပစ္စနိဖူတံတကယ်ကိုနှစ်ပေါင်းများစွာဆင်းရဲဒုက္ခတွေတွေ့ကြုံခံစားလာတော့ကလူသားတွေဒီဒုက္ခတွေခံစားနေရတလောကဂျာနယ်လေးတစ်စောင်နဲ့ကိုကြည့်လိုက်တယ်။ဘာတွေးလိုက်တုံးဆိုနွားလေးတွေဝဝဖြိုးဖြိုးနဲ့အရွယ်ရောက်ပြီးတော့ဝါဖြိုးလှပနေတဲ့နွားလေးအောက်ကရေးထားတာဘာတော့ဆိုအသားစားနွားမွေးပြုရေးစဉ်းစားကြည့်လိုက်တော့အော်သူတို့မကြခင်ဟင်းအိုးတဲ့ရောက်ရှာကြတော့မှမော့လို့ကြော့လို့ခုချိန်တန်တရားဟိုတဲ့စဉ်းစားကြည့်လို့ရှိရင်ဘုန်းကြီးတို့တွေလည်းမသိဘူးဆိုလို့ရှိရင်မော့လို့ကြော့လို့ပဲနေကြအောင်ပါပဲမစဉ်းစားလို့ရှိရင်တွေ့မှာမဟုတ်အဲ့ဒီလိုဘဝပေါင်းကိုဇက်ပြတ်ပြီးသေရလို့ဇက်ကနေပန်းထွက်လာတဲ့သွေးတွေဟာမြတ်စွာဘုရားကသမုဒ္ဒရာတဲကရေတဲ့များပါတယ်လို့ဒီလိုပြောတာဒီလိုဟောတာဘာဖြစ်လို့ဒီလိုပြောတော့ဆိုဘဝပေါင်းကရေတွက်နိုင်ခြင်းမရှိတော့အောင်ကြာညောင်းလာခဲ့တော့ဒီဒုက္ခမျိုးတွေဟာကြုံခဲ့ဒါကြောင့်မို့ဒီကရတံဒုက္ခံပစ္စနိဗုတံဒီကရတဆိုအလွန်ကိုရှည်လျားတဲ့ကာလပတ်လုံးညာတိဗျာဒနာဆွေတွေမျိုးတွေသေတာလည်းများလာပြီဘောဂဗျာဒနာပစ္စည်းဥစ္စာတွေဆုံးသွားတာလည်းများလာပြီဆုံးသွားမှုတွေရောဂဗျာဒနာအနာရောဂါဖြစ်လို့ဆုံးသွားမှုတွေလည်းများခဲ့လှပြီဒီဆုံးမမှုတွေမဆုံးနိုင်တဲ့အတိုင်းအတာတစ်ခုခံစားခဲ့ကြရတယ်ဆိုတာပြန်လီတွေးကြည့်လို့ရှိရင်အားလုံးသဘောပေါက်လာတယ်။နောက်မြတ်စွာဘုရားထင်ရှားအောင်ကတတိဝဋ္ဌိတာသင်္ချိုင်းမြေမှာမြုပ်နှံလိုက်လို့သို့မဟုတ်မိတချိုပြီးတော့ကျွန့်ကြံတဲ့ပြာတွေပုံထားလို့သင်္ချိုင်းမြေကြီးဟာမောက်တက်လာတယ်။သုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်အတိုင်းတာကဘာတစ်ခုလို့ဆိုတယ်အတိုင်းတာရှိလျားတဲ့ကဘာတစ်ခုမှာအယိုးရှိတဲ့တတ္တဝါဖြစ်လို့သေဆုံးတဲ့အခါမှာအဲ့ဒီအယိုးတွေမပြောင်းမပြတ်စုပုံထားနိုင်မယ်ဆိုလို့ရှိရင်စုပုံထားမယ်ဆိုရင်လူတယောက်ရဲ့အယိုးဟာတကဘာမှာဆိုရင်ဝေပုံလတောင်လောက်မြင့်မယ်လို့ဒီလိုဟောတာဘာဆိုလိုတာတော့လို့ဆိုအထက်ထက်ဘဝပေါင်းများစွာသေခြင်းမှာအထက်ထက်ကြုံတွေ့လာသည့်အတွက်ကြောင့်မိမိရဲ့အလောင်းကိုပြစ်ချရမှုကြောင့်မြေကြီးဟာအထက်ကိုမြင့်တက်လာတာအယိုးတွေစုပုံထားလိုက်ရင်တောင်ကြီးတစ်ထောင်ပမာဏလောက်ရှိသွားမယ်လို့ဒီလိုဟောတာကတတိဝဋ္ဌိတာသင်္ချိုင်းမြေတွေပဲတိုးလာဟုတ်တယ်လေဒီဘဝသေသွားပြီပြန်မွေးဦးမှာပဲဒီတဲ့အကောင်ကြီးကြီးမွေးရင်ပိုဆိုးမှာပေါ့ဆင်ကြီးတို့လိုအကောင်ကြီးကြီးမွေးရင်ပို့ပြီးတော့မြေဟာပေါ်တက်လာအဲ့ဒီမှာမြတ်စွာဘုရားကဏီကုံဆွဲတာတော့ဘာပြောတော့ဆိုယာဝင်စိထံအလမေဝသဗ္ဗသင်္ခါရေသူနိဗ္ဗိန္တိတောဟောတယ်လို့ထပ်တလဲလဲဖြစ်နေတဲ့အနေအထားကြီးတစ်ခုကတော့ဒီသင်္ခါရဆိုတဲ့သဘာဝတရားကြီးရဲ့အနေအထားပေါ်မှာအတော်ကိုညီးငွေဖို့ကောင်းနေပြီတဲ့ဖန်မှန်ထက်ထက်ဖန်တရားတေးနေလောက်အောင်ဖြစ်နေရတဲ့ဘဝတွေဟာညီးငွေဖို့ကောင်းလာပြီလို့